လက်သမားရလည်းကနေနားလဲနားသေးဘူးတော့လက်သမားဆရာ မေရလေမြဲတယ်အစားနဲ့ပါဇက်နဲ့ကိုမပြတ်ပါဘူး စားနဲ့ပါစားနဲ့မပြအောင်ငါသားကိုပြန်မှတ်နေတော့လက်သမားဆရာတွေနားလို့ရှိရင်တခါတည်းအစင်းစားအောင်လို့မလို့နဲနေတာ ပါပြောပါမေ ဟာ စိုးအောင်ရုပ်လုံးမတော်ပေါ်လာပြီနော် ဟမ် ရုပ်လုံးမတော်ပေါ်လာပြီလို့မိုးလိုက်မယ်ဆိုရင်တော့လက်သမားဆိုင်မစိုးပါဘူးလှုပ်ရှားပါလေအမိုးကကြာတော့မေ18ပေမိုးမှာလားဘလို့မိုးမှာရိုးရိုးတုတ်ပဲလားဘလို့အုတ်ကျွတ်ပြလားအဲ့ဒါမိုးမေနော်ပူလှလောက်စိုးအောင်ဟိုမှာလှုပ်ထားတဲ့ပုံလေးတေးသက်ပါတယ်ကောင်းပါတယ်စိုးကျိုးသားကြပါတယ်မစိုး နားကြီးလာပြီနော် မေရဲ့လက်ဝင်သွားတာပဲအမေရဲ့ သူကပါနားလဲတာကြာနေတာပဲ အိုးမေရဲ့ စစ်ချမဲအေးရုံလုံးပေါ်လိုက်မဲပါလားအေးစောက်ပါနဲ့ဆိုရုံလုံးပေါ်လာပါပေါ့ ပြောပြတာပါ ငါတို့ဒီပါဆက်18ပြပါလေ15ပဲညစ်သိလား ဩမေသမီးပြောပြတာမေ ငါကြပြေးကလာပြီလို့ဤပေါ့ဒီဝေးရသွားနေလိုက်တော့မဆုံးငါပေါက်မိလိုက်မယ်နော်ဟာ အပြောရင် ဆရာကြီးလိုလိုဘာကြီးလိုလိုနဲ့ဘာမှကုန်မသိ ဖြည်းဖြည်းစင်လောက်လေဒီမှာကိုတောင်းရှောင်းမရှောင်းနဲ့လေနော်ဒါလောက်ကမမြန်ပြလို့မဟာပသိတော်ပဲဖြည်းဖြည်းစင်ဗျာကျိုးလို့ကန်းလို့တွတ်မကုနိုင်ဘူးလောက်စောင်းနဲ့ရိုက်တာလားပိုးကုန်မယ်နော်အဲ့အပိုးလေးထွက်ကုန်မယ်လေ အေးပေါ ကျင်းမဲ သွားပြီးညဆရာတော့နေတာဒါကဲမကုန်လိုက်မယ်ညစ်တယ်တော့ကွက်ကြပါတယ်တကယ်ပဲလာဒီနဲ့လာထိုင်ပါတော့ ပြင်းပြီမဲ လာမပြေးနဲ့လာထိုင်လာဒါကဲညစ်ချင်တော့မချောင်းလေငါဘလို့ကြိုးတောက်တာ no ဘလို့ကြိုးတောက်ထော်ရမလို့ဟာတဲ့ မပြောပြတာမေဟုတ်တယ်ဘုဆင်းလာအောက်ကျိုး ငါချပြင်းနေကတ်လာပြီလို့ညို့ငါခုနကပြောတယ် မေခိုင် ဟေးဘူးတော့မလာဒီလို အမေသမီးချားစု အော်အေးချာသူလာသမီး မေခိုင်အိမ်ဆောက်တန်ကြားလို့မလို့သမီးပတ်ဆက်လားဆက်တာမေခိုင် အော်ဟုတ်လားငါဟုတ်ပါအိမ်ဆောက်နေတာဒီမှာ မေခိုင်တို့ပတ်ဆက်လုံးနေမှဒီလိုသမီးကနောက်လည်းချီ အမလေးနောက်လဲအဲ့ဒါဆိုရင်တော့လိုရင်ပြောအဲ့လိုအလိုက်တတိလားတတာကိုကျေးဇူးတင်လာပါပြီပြောပါမောဒါပေမဲ့တခုတော့ရှိတာငါညီမရေဒုတိယဘက်ကကိုယူထားတယ်ဆိုတာအဲ့လိုလေးဟဟလားအော်သူတို့လုံးပါပဲငါလူတို့ကကြည်တာလားဆိုခုလိုအလိုက်တတိလေးနဲ့လာပြီးတော့ငါကျေးဇူးတောင်းပြန်တင်တယ်ငါသမီးရေတင်ကြမလို့ပါဘူးအန်ကန်လုံးနေမှဒီလိုသမီးကလာပေးရအမလေးရပါတယ်အခုတော့ယောက်ျားကိုဝင်းရလှုပ်တယ်စင်ပြေးနေတဲ့တူတယ် ပြပြပေါ့ကျမယောက်ျားလေသမမကလည်းမတရားရလို့အမေခိုင်ကိုလည်းဆက်နိုင်တာပေါ့ ဟုတ်လားဟုတ်ပါပြီအစင်ပြေပါစေပြီးရသူနဲ့ကြည့်ပါဦးမေခိုင် ဒါမဲ့လာတော့လေပြောတယ်လားရောဟိုချုပ်သူဟိုတိုးဘူးတော့လည်းကောင်းတာ ဖိတ်စံတော့မဟုတ်ဘူးဗျာနော်တိုင်ပြောတော့မဟုတ်ဘူးပေါ့ရပါတယ်သမီးရပါရပါတယ်ကြည့်ရနော် ဒီသမီးရတကယ်ကြားတဲ့အတိုင်းမြင်တဲ့အတိုင်းနဲ့ရက်သက်တယ် သူကလေးလေး အေးလေကွလွတ်နေတာတွက်လွတ်နေတာ ကလေးလေးလိုပဲ တွက်လွတ်နေတာအယူပြောခက်အကောက်ပြောခက် ဦးစီးဦးကလုံးနေရတာဆိုဒီလိုပါပဲ ဟုတ်ပါဦးစီးဦးဆိုင်နဲ့ကြသူကပြောတာမတရားကြည့်ကြတာပါဆိုလက်ကြည့်ကြတာ ဟောပါတော့အိမ်ဆောက်နေရတာဆိုဒီလက်ဘူးလုံးကတင်မမှာပေါ့ စားပါတို့ဘူးတော့ပလေးစားကောင်းတယ် ကောင်းနေရောဟာပြီလေလိုပါပဲဘူးမပြေလေချိန်တော့အကူကြီးရတာပြေလေဘူးလို့လာပြီးတော့ အဲ့ဒါပဲငါသမီးလေး ကျေးဇူးတင်ရတာဗော ဟုတ်တယ်ငါသားသမီးလိုနေတဲ့ဟာဆိုတော့ငါလိုမတင်လို့လာပြ အဲ့ဒါဒီလိုလာပေးရဟုတ်ဘူးလားကိုအိမ်ဆောက်နေတော့တစ်ဆက်ကလိုမလေးကိုင်ကောင်းပါဗျာပြီလေးရလည်းကောင်းပါတုတ်စုံလေးရလည်းကောင်း ဟဲ့ ပြန်ရမယ် ဟောသမီးစားဦးလေလေဦး တော်ပြီအမေခိုင်သမီးလေးပဲပြုစုလိုက်ပြန်တော့မယ်နော် နောက်ရောက်ရင်ဝင်ခဲ့တော့ဒီဘက်ရောက်ရင်ဤဘော ကျင်းမေရ ငါရှက်ခွဲတာလား မဟုတ်ဘူးမေ ငါအရှက်ခွဲတာလားလို့ မဟုတ်ဘူးမေရ ဟမ်ညီငါအရှက်ခွဲတာလား ညီကြည့်တာမေရ ညီကြည့်တာညီကကိုမီလေကိုကအဲ့တည်းကမ ကုန်းသွားလို့မေရ ညီပဲပြုစုလိုက်လို့ရွက်ပြောသွားတာရွက်ပြောသွားတာဟမ်တညပါတယ်ဒီကလေးမတယောက်တည်းငါဘလို့လောက်ရမှာကိုမသိတော့ဘူးဘလို့လောက်ရမှာကိုမသိတော့ဘူး ဘယ်နဲ့တော့အဲ့ဒါတဲ့ဟာတောင်မရှောင်းဘူးမြောက်တောင်ငကြည့်ကြ
တွေ့ဘူးပါ你呀，好吧，也是咚咚咚咚那鸟，咚咚咚咚咚咚。那不要呀，我把澳门慢了嘛，澳门我就觉得那熬鸡菜就觉得，溜的话，天气比较暗大不？不要搞什么了。我那不，那可以到的。ရောတရားကောင်းမှတော့သိတယ်အောက်ကြီးတွေအထက်ကြီးတွေနဲ့လောင်ကစားကြောင်းတွေပြောတနေကုန်ပတ်ရနေတာအဲ့တလုံးစီနဲ့ 那这把门就不把那个叫的吧？ အဲ့တလုံးစီနဲ့ပတ်ရနေတာဟမ်ဘယ်သွားတာအိမ်ကအလုတ်ကလေးပါလေးလဲကူးကတ်တော့ 哦，老板没看到你那边到几岁去了？那边多到的吧？没看 ဓမ္မဆရာလေးတွေဘာလို့တော့ဘာတော့ ဟုတ်တယ်လေကိုကြီးကလွတ်တယ်လို့လားဘာမှတော့သူလောက်တာ 你老板都不会叫的。 ဟာငါတော့ဝိုင်းအဲ့ဒါတော့မှာပဲ 呀，过得了。哎，我看见，那样毛要开米路，老板呢？ လာလောက်ကူလို့ပေးပါမယ် 老板，我都表演单。没有。 မပြောပါဘူး 我这单里那边，我都弄呗。 လို့မရပါဘူး 我都表演单里单的。 ငါကူမပေးမယ် 我都我都，我都弄呗。我都弄呗，都有谁钱拿，谁钱拿，捞啊昂捞。来，这样来。 ကောင်းတယ်ကောင်းတယ် 来，爸妈捞钱捞了。来。哎，你也来上哪里？要你来没？ 这差不多你 ဘာလို့တော့ကိုရ ရပြီ ငါကူလို့ပေးမယ်လို့ငါကူလို့ပေးမယ် ဟဲ့ကူလို့လေ 变了那不吃，高级。 ကြောက်ကြပါတော့ကြောက်ကြပါတော့